င်္ဂလာပါယူရဲ့YouTube channel ကနေပြန်လည်ကြိုဆိုပါရရှင်အခုဒီနေ့တော့မိကဘာ lipstick လေးမိမရှိလေနောက်တစ်ခုကကြတော့ဘာလေးတွေလက်ရှိမှာမိသုံးဖြစ်နေလေရုံသွားတာပဲဖြစ်ဖြစ်အိမ်မနေတာမျိုးပေါ့နော်တခါတရံမှာ sunscreen လေးသုံးပြီးတော့နှာခမ်းလေးပပလေးဆိုပြီးလှချင်တဲ့မမတွေညီမလေးတွေအတွက်ကောမိမရှိနေတဲ့လက်ရှိ lipstick လေးတွေရဲ့နောက်ပြီးတော့ဒီတိုင်းသုံးနေတယ်ပေါ့နော်ပလေးနဲ့ပေါ့လေးဖြစ်တဲ့ lip tint လေးတွေရဲ့ကိုမိကပြောပြပေးတော့မှာဖြစ်ပါတယ်ရှင်အရင်ဆုံးမိပြောပြချင်တာမိရဲ့ channel လေးကskin care နဲ့ပတ်သက်တာလေးတွေမိလက်ရှိလုပ်နေတဲ့ activities လေးတွေ life ဒီမိရဲ့ small life လေးပေါ့နော်မိအဲ့ဒါလေးတွေကို sharing လုပ်ပေးမှာဖြစ်တဲ့အတွက်အားလုံးမိရဲ့ channel လေးကိုလည်း like and share လေးလုပ်ပြီး subscribe လုပ်ပေးဖို့မမေ့ပါနဲ့နော်ကဲအခုဆိုရင်တော့မိခုတစ်ခုချင်းစီပြသွားတယ် lipstick လေးတွေထဲမှာ lipstick တွေရောနောက်ပြီး lip tint လေးတွေရောပေါ့နော်မိသုံးထားတဲ့ brand ကတော့၄မျိုးရှိပါတယ် Peripera လို့ခေါ်တဲ့ brand ရဲ့ For You Too လို့အခုပြထားတဲ့ပုံလေးတွေက brand ရဲ့နောက်တစ်ခုကတော့ Kiko ပေါ့နော် Kiko ဆိုတဲ့ brand လေးရဲ့နောက်တစ်ခုကတော့ Rom and D ဆိုတဲ့ brand လေးတွေရဲ့ကိုမိပြပေးတော့မှာဖြစ်ပါတယ်ရှင်အဲ့တော့အခုမရှိမှများသောအားဖြင့်ရှိနေတာတော့ဒီPeripera ပေါ့နော်ဒီ brand လေးကတော့မိလက်ရှိသုံးနေတာဆိုရင်4 နှစ်ကျော်လောက်ရှိပြီမိအရင်အလုံးမှာရောအခုလက်ရှိအလုံးမှာရောမိသုံးနေရပေါ့နော်ဒီ brand လေးကမိနဲ့လည်းတဲ့တယ်ပေါ့နော်နှာခမ်း allergic မဖြစ်ဘူးနောက်တစ်ခုကကြတော့လက်ရှိသုံးနေတဲ့တခြားသောbrand တွေထက်မိအတွက်အဆင်ပိုပြေစေတယ်ပေါ့နော်ပိုပြီးတော့ပေါ့ပလေးနဲ့သုံးလို့အဆင်ပြေတယ်ဒီ Peripera brand မှာဆိုရင်မိသုံးနေတာကရိုး airy ဆိုတဲ့lip tint လေးတွေရှိတယ်ဒါကြတော့ in airy လို့ခေါ်တဲ့ဒီဟာ tint ပေါ့နော် tint ကိုမှတော့ပလေးနဲ့ပေါ့လေးကြိုက်တယ်အရန်ထူကြီးတွေမကြိုက်တဲ့လူတွေအတွက်ကိုမိဒါလေးကိုညွှန်ပေးချင်ပါတယ်အဲ့တော့ Peripera ကတော့သူကတော့အများကြီးထွက်တယ်ပေါ့နော် lipstick တွေထွက်မယ်lip gloss တွေလည်းထွက်မယ်နောက်တစ်ခုကကြတော့တခြားသော brand တွေအများကြီးရှိမယ်ပေါ့တခြားသောအမျိုးအစားတွေအများကြီးရှိမယ်ပေါ့နော်မိကတော့လောလောဆယ်ကတော့ဒီ airy lip tint လေးရယ်ဟိုတနေ့ကတော့တငယ်ချင်းတယောက်နဲ့shopping ထွက်ရင်လည်းဒါလေးတွေကိုဝယ်ခဲ့ဖြစ်တယ်ပေါ့နော်ဒါကတော့ Rom MD ပေါ့နော်ဒီ brand လည်းမဆိုးလို့မိပြောလို့ရတယ်ဒါတော့မိအခုသုံးနေတာကဒါနဲ့ဆို2ချောင်းမြောက်ဖြစ်ပြီပထမတစ်ချောင်းကတော့ကုန်းသွားတော့မိမပြတော့ဘူးဒီတစ်ချောင်းကတော့မိလက်ရှိအခုလက်ရှိသုံးဖို့အတွက်ဝယ်လိုက်တယ်ပေါ့နော်ပထမတစ်ချောင်းတော့လည်းကောင်းတယ်မိပထမတစ်ချောင်းတော့ကျတော့နှင်းစီရောင်လေးပေါ့နော်နှင်းစီပွင့်ဖက်ရောင်လေးဒီတစ်ခါတော့နည်းနည်းလေးရင့်တာလေးလိုချင်လို့ဒီရောင်လေးယူလာခဲ့တယ်ဒါလေးကတော့ညီမလေးတယောက်လက်ဆောင်ပေးတာသူဘန်ကောက်သွားတော့ကဝယ်လာတာပေါ့နော်အဲ့ညီမလေးလက်ဆောင်ပေးတာကိုလည်းအဲ့ညီမလေးကိုလည်းကျေးဇူးတင်ပါတယ်ဒီဗီဒီယိုလေးနဲ့ပြောချင်ပါတယ်ဒါလေးလည်းသုံးလို့ကောင်းတယ်ဒါပေမဲ့ဒီကောင်ကနည်းနည်းလေးခြောက်တယ်For You To brand ပေါ့နော်အဲ့တော့သူ့ကိုလည်းအခုလက်ရှိသုံးနေတယ်ဒါလေးကတော့ Kiko ဒါလေးကတော့ပေါ့ပဲတခါတည်းကမိ makeup မပြင်ချင်ဘူးအပြင်ထွက်လို့ရှိရင်မိ skin care ပဲသုံးပြီးတော့ sunscreen လေးသုံးပြီးတော့ရှိရင်မိမျက်နှာနည်းနည်းလေးလင်းချင်တယ်မိကအသားနည်းနည်းညိုတဲ့အခါကျတော့မိလင်းချင်လို့ Kiko brand လေးလည်းမိသုံးနေတာဖြစ်ပါတယ်အဲ့တော့အရင်ဦးဆုံးမိပြချင်တယ်ပေါ့နော်စမ်းပြပေးချင်တယ်အားလုံးကိုလည်း sharing လုပ်ပေးချင်တာလေးကတော့ဒီ in airy velvet ရဲ့number 25ပထမဦးဆုံးမိအကြိုက်ဆုံးအယောင်လည်းဖြစ်တယ်မိအဲ့လိုပန်းရောင်လေးတွေကြိုက်တယ်နှင်းစီပွန်ဖက်ရောင်ဖြောလေးတွေလည်းမိကြိုက်တယ်ပေါ့နော်သူကတော့ peach လို့တော့ပြောတယ်ဒါပေမဲ့ peach လောက်တော့သူကမရဲသွားဘူးသူကနည်းနည်းလေးပန်းဖြောရောင်လေးဘက်ကိုသွားတယ်တကယ်လို့နေ့စဉ်သုံးချင်တယ်ရုံသွားမဲ့အခါမျိုးတွေမှာသုံးချင်တယ်အရင်လဲတောက်တွေမကြိုက်ဘူးပုံမှန် color texture လောက်လေးပဲပုံမှန်လောက်လေးပဲသုံးချင်တယ်ဆိုရင်တော့မိဒီ color လေးကို recommend ပေးပါတယ်သူကလေအရင်လဲ smooth ဖြစ်တယ်နောက်တစ်ချက်ကကြတော့ဘာကောင်းတာလဲဆိုတော့ပျော့လေးပေါ့နော်ဘယ်လိုပြောရမလဲအရန်ချောပြီးတော့သုံးရတာကလေအရန် smooth ဖြစ်ပြီးအီလေးဖြစ်စီတယ်ကိုသုံးတဲ့အခါတွေမှာပေါ့နော်အဲ့တော့အီလေးဖြစ်တယ်နောက်တစ်ခုကကြတော့သူကချောလေးနဲ့သွားတယ်နောက်ပြီးတော့သူကနှာခမ်းသားပေါ်မှာတင်လိုက်လို့ရှိရင်လေဟို
တင်ပြီလို့1နာရီ2နာရီ3နာရီလောက်ကြာတဲ့အချိန်မှာ66ကြီးဖြစ်မသွားဘူးနှာခမ်းကို66ကြီးဖြစ်မနေဘူးဆူဆူလေးနဲ့ပေါ့နော်သူ့ရဲ့texture လေးကဆိုပြီးတော့အီအီလေးသွားတယ်တချို့တွေကနှာခမ်းသားကြီးကိုသုံးပြီးွားလို့ရှိရင်ကွာ6ပြီးတော့လေနှာခမ်းဘေးအကွတ်တွေမှာအဖက်တွေလန်လာတာမျိုးတို့ပြီးတော့နှာခမ်းသုံးပြီးွားလို့ရှိရင်ဖြတ်တဲ့အခါမှာလည်းအရန်ခတ်တာမျိုးဒီ Peri Pera brand ကတော့သူကအဲ့လိုမဖြစ်ဘူးသုံးလိုက်လို့ရှိရင်ဆူဆူအီအီလေးသူ့ရဲ့နှာခမ်းသားပေါ်မှာအတိုင်ကိုအီအီလေးသွားတယ်နောက်တစ်ခုကကျတော့နှာခမ်းသားကိုလည်းသူကကာကွယ်ပေးတဲ့တချို့တော့ဒီဟိုလေးတွေတုံးထားတယ်ပေါ့နော်ဒီအမျိုးအစားလေးတွေသူ့အထဲမှာ ingredient လေးတွေတုံးပေးထားတာရှိတယ်သူကအရန်ကြီးနှာခမ်းသားကိုပျက်စီးပြီးတော့အဲ့လိုမျိုးကြီးမသွားထားတဲ့အတွက်မေကတော့ဒီ brand ကိုမေသုံးနေကြလဲဖြစ်တဲ့အတွက်မေကြိုက်တယ်ပေါ့နော်ဒါကတော့ number 25 airy velvet number 25 peach color လေးပဲဖြစ်ပါတယ်နောက်တစ်ခုကတော့မေစမ်းပြပေးချင်တာက Peri Pera ကပဲ ink airy velvet number 19သူကtint လို့နည်းနည်းလေးရေးထားတယ်ကွာသိလားသူ့ကိုလည်းမေဝယ်တာအခုစပြီးသုံးကြည့်တာပေါ့နော်ကိုကလည်းဘာကွာတာလဲတော့ကိုသိချာမသိဘူးဒါပေမဲ့ tint ဖြစ်တဲ့အတွက်ကိုထင်တာကြတော့ tint ဆိုရင်တို့အကြာကြီးခံမယ်ပေါ့နော်ဒီလိုမျိုးဒါပေမဲ့သူက airy လို့ရေးထားတာဖြစ်တဲ့ကြောင့်မို့သူက lightly ဖြစ်တယ်ပေါ့လေးပေါ့ပါလေးသွားတယ်သူ့ရဲ့ texture ကဒီတို့အရန်ကြီးနှာခမ်းပေါ်မှာတင်လိုက်တာနဲ့lip tint နေလို့မျိုးအသားဒီကြံခဲ့တာမျိုးအယောင်ကြံခဲ့တာမျိုးမရှိဘူးဒီကောင်ကတော့ color ကသူကနည်းနည်းလေးအရင်ဘက်ကိုသွားမယ်လို့ထင်တယ်ပေါ့နော်ဒါပေမဲ့မေစမ်းကြည့်လိုက်တဲ့အခါမှာမေကြည့်လိုက်တော့အရင်မရင်ဘူးသူကချိုချင်းဖြောရောင်လောက်လေးသွားတယ်ချိုချင်းရောင်လောက်လေးဖြောလေးသွားတယ်ချိုချင်းရောင်လောက်လေးဆိုသူ့ကို daily သုံးမယ်ဆိုရင်ဥမာထားပါတော့ကိုဝတ်တဲ့အဝတ်အစားလေးတွေကscato လေးတွေနဲ့cutie ဖြစ်တဲ့ပုံစံမျိုးလေးသွားချင်တယ်ဆိုရင်တော့ဒီ color လေးကို recommend ပေးတယ် daily lifestyle မှာသုံးမယ်ဆိုရင်တော့သူကရုံသွားရုံပြန်သုံးလို့ရတယ်ရုံပရက်တွေမှာရှောက်သွားခြင်းနဲ့ကောင်လေးနဲ့ဖြစ်ဖြစ်ကိုမျိုးသားနဲ့ဖြစ်ဖြစ်ရှောက်သွားတာမျိုးလေးဆိုရင်ဒီ color လေးကတော့ဘယ်လိုတန်ထွက်လဲတော့မသိ elf life rose လို့ခေါ်တယ်သူ့ကိုတော့Peri Pera ကပဲ number 19ပေါ့နော်number 19သုံးလို့ရတယ်။သူကတော့နှာခမ်းဘလို့အသားရည်မျိုးနဲ့လိုက်မလဲဆိုရင်အသားဖြူတဲ့လူလည်းလိုက်တယ်အသားညိုတဲ့လူလည်းလိုက်တယ်။ဘလို့အသားရည်နဲ့မဆိုလိုက်တယ်လို့မိထင်တယ်။ဒါပေမဲ့တခုရှိတယ်ဟိုအရန်ပေါ့နော်အသားအရန်ညိုတဲ့လူတွေအရန်တန်းဖြစ်တဲ့လူမျိုးတွေသုံးမယ်ဆိုရင်တော့တိတ်မပေါ်လောက်ဘူးဘာလို့လဲဆိုတော့အယောင်နည်းနည်းလေးဖြောတယ်။နောက်ပြီးနှာခမ်းသားနည်းနည်းညိုတဲ့လူမျိုးတွေတောင်မှနှာခမ်းသားဖုံးသွားမယ်လို့ထင်တယ်ညိုတဲ့ကာလာဖုံးမယ်လို့ထင်တယ်ပေါ့နော်။နောက်တစ်ခုကတော့မေဒီ Peri Pera ကပဲ airy tint ကပဲ number 15လေး number 15ပေါ့နော်အဲ့ဒါလေးကိုသုံးပြထားတယ်သူကဘာလဲဆိုတော့သူ့ရဲ့ကာလာကတော့မေကြည့်ရတဲ့တော့အပြင်ဒီ packaging လေးကိုကြည့်ရတာတော့နည်းနည်းလေးရင့်မယ်ထင်တယ်နော်နည်းနည်းလေးရင့်တဲ့ဘက်ကိုသွားမယ်မေလည်းအခုဒီကာလာကိုစပြီးစမ်းကြည့်တာဘာလို့လဲဆိုတော့မေကအင်ကြီးအယောင်နဲ့နည်းနည်းလေးအလိုလေးတွေကွဲတဲ့နှာခမ်းမိအယောင်လေးတွေကိုသုံးရတာကြိုက်တယ်နောက်တစ်ခုမျက်နှာနည်းနည်းလင်းသွားတာကြိုက်တယ်မိတ်ကပ်ပြင်ပြီးသွားရင်တော့မျက်နှာနည်းနည်းလေးလင်းတဲ့ဘက်ကိုသွားတာလေးကိုကြိုက်လို့မေဒီကာလာလေးလည်းရွေးခဲ့တယ်နည်းနည်းလေးတော့ရင့်မယ်ထင်တယ်ဟုတ်တယ်နည်းနည်းလေးရင့်တယ်ဒီကာလာအရန်လှတယ် cherry ရောင်ထက်နည်းနည်းလေးရင့်မယ် cherry ထက်နည်းနည်းလေးဆူဆူလေးရင့်လေးသွားမယ်သူက number 15ဒီကာလာလေးမစိုးเนาะဒီကာလာလေးသဘောကျတယ်ဒီကာလာလေးကလေဘာလေးနဲ့ဝတ်ရတယ်သိလားတို့နှာခမ်းသားနည်းနည်းလေးညိုတဲ့လူမျိုးတွေမိတ်ကပ်လိမ့်ပြီးလို့ပို့ပြီးမျက်နှာ bright ဖြစ်ချင်တယ်ဆိုနံပါတ်15လေးသုံးလို့ရတယ်သူ့ရဲ့နာမည်ကsoft coral လို့ခေါ်တယ်သူ့ကိုသုံးမယ်ဆိုလဲမေတို့ဒီဆိုလေးနဲ့ရင်းတယ်တခါတည်းညခွေးတောင်သွားရင်ဆိုလို့ရတယ်နော်ညဘက်တွေအပြင်ထွက်တဲ့လူမျိုး night out ထွက်ရင်လေဒါမျိုးလေးသုံးလို့ရတယ်အဲ့တော့ဒီ Peri Pera မှာဆိုရင်မေသုံးထားတာလေးတွေကတော့၃မျိုးမှာ in airy velvet ရဲ့ number 25နောက်ပြီးတော့ in airy velvet က number 19နောက်ပြီးတော့ number 15မေသုံးပြထားတယ်အဲ့တော့မေ၃မျိုးစလုံးကိုတော့မေ recommend ပေးတယ်
ဖြစ်ချင်တော့ကာလာ3ခုစလုံးကမေကြိုက်တဲ့ကာလာတွေကြီးပဲကြိုက်တယ်ပေါ့နော်ဒီကာလာလေးတွေအကုန်လုံးကနေ့စဉ်သွားတဲ့အခါမျိုးမှာပဲသုံးကိုရုံသွားရုံပြန်သုံးတာပဲဖြစ်ဖြစ်ကိုပြင်ထွက်တာမျိုးတရက်ဒီမှာပြင်ထွက်တာမျိုးမှာသုံးတာပဲဖြစ်ဖြစ်အဆင်ပြေတယ်နောက်တစ်ခါကျတော့ကိုဥပ္ပစားနဲ့လိုက်ဖက်အောင်သုံးချင်တယ်နှခမ်းဒီလေးတွေကိုမျိုးစုံကိုtry ချင်တယ်လူတွေအတွက်တော့မေကတော့ recommend ပေးတယ်ဒီ brand ကတော့ပေါ့ပေါ့ပလေးနဲ့ဈေးလည်းအရင်မများဘူးနောက်တစ်ခုသုံးမယ်ဆိုရင်သုံးပျော်တယ်လို့မေခံစားရတယ်မေဒါ3ခုစလုံးကာလာ3ခုစလုံးကိုမေပြန်ပြီးတော့ရှင်းပြထားတာပေါ့နော်ဘယ်ကာလာလေးတွေပို့ပြီးတော့ကိုအတွက်အဆင်ပြေမလဲဆိုတာကိုမေပြန်ရှင်းပြထားတာဖြစ်ပါတယ်ရှင်3ခုစလုံးကတော့ကာလာတစ်ခုစီသွားတယ်နော်လိမ္မော်ဖြောလေးဘက်မျိုးလေးလည်းပါတယ်ဆိုတော့လေအားလုံးဒီ3ခုစလုံးရဲ့ကာလာလေးတွေကိုမေ try ပြထားတာဘာလို့တကယ်ဈေးသွားဝယ်တဲ့အခါကျရင် main ကလေးတွေကလေနှက်ခမ်းတွေသွားဝယ်အရန် confuse ဖြစ်တယ်ဟိုကာလာလေးစမ်းလိုက်ဒီကာလာလေးစမ်းလိုက်ဟိုက you know တို့ဒီဟာ you know တို့နဲ့ဖြစ်တဲ့ညီမလေးတွေမမတွေအတွက်ပေါ့နော်အခုတော့နောက်တစ်ခုလေးမေစမ်းပြပေးချင်တာက Rom Auntie ကမေပြီးခဲ့တဲ့နှစ်သုံးကတော့ number 4ဖြစ်မယ်ထင်တယ် number 4ဖြစ်မယ်ထင်တယ်မေသုံးတာအခုကတော့ number 606မေယူလာတဲ့ milk tea velvet ting လို့ခေါ်တယ်မေအဲ့ဒါလေးယူလာတယ်ဒီကောင်ကဘာလို့သူကပြောထားလဲဆိုရင်သူ့ရဲ့ကာလာတွေကသူက mix tea တဲ့ velvet tea တဲ့ jasmine tea လို့လည်းပြောတယ် soft and mild mix tea shade တဲ့သူအဲ့လိုဆိုသူ့ရဲ့soft ဖြစ်တယ်သူ့ရဲ့ packaging ကလည်းလေအရန် tidy ဖြစ်တယ်အရန်ကို packaging လေးကလေဘူးလေးကကင်ကြည့်လိုက်တာနဲ့လေကိုယ်စိတ်ထဲမှာလေအရန်နူးညံ့နေတဲ့ခံစားမှုရတယ်ဒီကောင်ကကာလာရှင်းတယ်ဒီကောင်ကိုတော့နေ့စဉ်သုံးဖို့မေမရဲဘူးမေကတော့နေ့စဉ်တောင်မသုံးရဲဘူးမေသုံးမယ်ဆိုရင်တော့မေညပိုင်းနေထွက်တာမျိုးလေးတွေ night out ထွက်တဲ့လူတွေနောက်တစ်ခုကကျတော့မေ recommend ပေးတာကဥမာထားပါတော့တငယ်ချင်းတွေနဲ့ dinner သွားတာမျိုး party သွားတာမျိုးဆိုတော့မေဒီဟာလေးကို recommend ပေးတယ်မေနေ့စဉ်ရုံသွားရုံပြန်တော့မေဒါကိုမသုံးပြမှာမဟုတ်ဘူးပေါ့နော်ဒါပေမဲ့ main ကလေးတယောက်ကဒီလိုအယောင်ရင်လေးလဲမေရှိတင်တယ်ထင်လို့ဝင်လာခဲ့တာပါနောက်တစ်ခုကတော့ညီမလေးတယောက်လက်ဆောင်ပေးတယ်ဘန်ကောက်ကနေပြန်လာလို့လက်ဆောင်ပေးတယ်ဒီ for YouTube လေးပေါ့နော်ဒီ brand လေးကတော့ကြားပြီးဟိုးရင်ကလေးရရှိတာဟိုးလွန်ခဲ့ပြီးတော့10စုနှစ်တစ်ခုလောက်ကြော်နေလောက်ပြီးအဲ့ကလေးကအဲ့ brand လေးကရှိတာအရင်တုန်းကဆိုရင်ဒီ brand ကတို့များသောအားဖြင့်တွေ့ရတယ်ပေါ့နော်နောက်ပိုင်းမှာတော့တိတ်ပြီးတော့မတွေ့ဖြစ်တော့ဘူးအခုဒီ brand လေးကိုမေစမ်းကြည့်ချင်တယ်ဒီ for YouTube brand လေးပေါ့နော်သူကနှစ်ဖက်ပါတယ်တစ်ဖက်ကကျတော့အကြည်လေးတကယ်လို့တစ်ဖက် lipstick ကိုဆိုးပြီးွားတဲ့အချိန်မှာအကြည်လေးအပေါ်ကထပ်ပြီး coating ထပ်ချင်တယ်ညီမလေးတွေမမတွေအတွက်တော့အဆင်ပြေမယ်ထင်တယ်ပေါ့နော်ဒါကတော့သူနှစ်ဖက်ပါတော့ပို့ပြီးတော့ budget saving ဖြစ်တယ်လို့မေထင်တယ်သူကလည်းမေတို့ဒီtint လောက်တော့သွားမယ်ထင်တယ် tint လို့ပုံစံမျိုးသွားမယ်ထင်တယ်စိတ်ထင်တော့ lipstick ဆိုတော့နည်းနည်းလေးတော့ strong ဖြစ်တယ်သူ့ရဲ့ texture က strong ဖြစ်တယ်ဒါပေါ့မှန်တယ်အရင် strong ဖြစ်တယ်ဒီမှာအခုစမ်းကြည့်လိုက်တာကသူကဖြတ်ရနည်းနည်းခက်တယ်ဒါဆိုမေစမ်းဆိုးကြည့်တော့ဆိုရင်လေမေစိုးတာမနက်ကလေးကစိုးတာနေ့လေထမင်းစားချိန်ရောက်တယ်ဒီမေကရုံးမှာထမင်းစားတာ2နာရီခွဲ3နာရီမှထမင်းစားတာအဲ့အချိန်ထိကျန်နေတယ်ဒါပေမဲ့အပေါ်ကဒီ gloss လေးကတော့ပျောက်သွားတယ်ပေါ့နော်ဒါပေမဲ့နှကန်းသားအဆိုတက်ရအောင်လို့ဒီ gloss လေးကိုထားပြီးတာပေါ့နော်အဲ့လိုဆိုဒီအယောင်လေးကလည်းမေကြိုက်တဲ့အယောင်လေးနေ့စဉ် daily သွားမယ်ဆိုအဆင်ပြေတယ်ဘယ်သားရည်နဲ့မဆိုလဲမေအဆင်ပြေမယ်လို့ထင်တယ်နှကန်းသားညိုတဲ့လူတွေအတွက်အဆင်ပြေမယ်ဒါပေမဲ့နှကန်းသားအရန်ချောက်တဲ့လူတွေကိုမေ recommend မပေးဘူးဘာလို့လဲဆိုတော့သူကတင်လို့ပုံစံမျိုးသွားတယ်သူနံပါတ်73နဲ့ babe တဲ့ babe တဲ့သူက romantic တော့ဆန်တယ်နော် for you တူကနေအဲ့တော့ဒီဟာလေးကတော့သူကနှကန်းသားအရန်ချောက်တဲ့လူတွေအတွက်မေ recommend မပေးပါဘူးနောက်တစ်ခုကကြတော့မေ Kiko ကမေဝယ်လာတာကဘာလဲဆိုနံပါတ်422ဝယ်လာတာ
သူကတော့မေကြိုက်တဲ့ကာလာပဲနည်းနည်း bright ဖြစ်တာလိုချင်တယ်ဆိုရင်သူ့ကို recommend ပေးပါတယ်မေကိုကပြောသလိုပဲ sunscreen မဲ့သုံးတယ်တခါတည်းအပြင်းကြီးတယ်ကွယ်အလှမပြင်းချင်မေအလှလုံးဝမပြင်းချင်တဲ့ရက်တွေရှိတယ်အဲ့လိုရက်တွေကြာရင်မေဒီကောင်ကိုပဲအိတ်ထဲထည့်သွားလိုက်တယ်ပေါ့နော်သူကဈေးလည်းမကြီးဘူးနည်းနည်းဈေးသက်သာတဲ့အထက်မှာပါတယ်သူကဆူဆူလေးသွားတယ်သူကလာနှင်းစီပွင့်ဖက်ရောင်လေးနှင်းစီရောင်လေးမျက်နှာလေးဒီ lipstick လေးတစ်ခုပဲတော့မျက်နှာလုံးဝ bright ဖြစ်သွားတယ် Kiko brand ကမေကြိုက်တယ်ဒီဟာလေးကိုလည်းမေကြိုက်တယ်ဒါကတော့မေသုံးနေတာရုံးကိုလည်းတွားရင်လည်းမေစိုးတယ်နေ့စဉ်တခါတည်းအပြင်သွားတဲ့အခါမျိုးတွေမှာခုနကပြောသလို makeup မပြင်ချင်တဲ့အခါတွေမှာလည်းမေဒါလေးကိုသုံးပါတယ်ရှင်ဒါလေးကတော့ဆူဆူလေး texture လေးလည်း soft ဖြစ်တယ်ပေါ့နော်ဒီ video လေးကိုကြည့်ပြီးကျေနပ်နိုင်မယ်လို့မျှော်လင့်ပါတယ်ကြည့်ရှုပေးတဲ့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ရှင် subscribe လုပ်ပေးဖို့လည်းမမေ့ပါနဲ့အောင်နော်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်တတား